အားလုံးပဲမင်္ဂလာပါရှင်အခုဆိုလို့ရှင်အားလုံးဆောင်မြော်နေကြတဲ့တက္ကနိုမအသိထွက်ရှိထားတဲ့ပူပါစစ်စီရီလေးကိုညီမတို့လက်မပိုင်းမှာလာရောက်ပြောတာတင်လို့ရပြီနော်ပြောတာတင်တဲ့ကန်ဆာမာတွေအတွက်ဆိုရင်ညီမတို့တက္ကနိုမအေးရင်ကြစီအရင်တက်တဲ့1000 ampere ရှိရဲ့ remote power bank ဒီကြတော့ခိုင်းကပောက်ကိုပါလက်ဆောင်ရရှိမှာဖြစ်ပြီးတော့ပူပါစစ်နဲ့ပူပါစစ်နီကိုအတွက်ဆိုလို့ရှင်နော်ညီမအေးရင်ကြစီအရင်တက်တဲ့1000 ampere ရှိရဲ့ remote power bank ရဲ့ပြီးကြတော့အုံးနှစ်ချက်လေးကိုပါလက်ဆောင်ရရှိမှာဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့ညီမတို့လက်မပိုင်းမှာလာရောက်ပြီးတော့ပြောတာတင်လိုက်တော့နော်
ကဲဒီခေါက်မှာတော့ cooling fan လေးဖြစ်တဲ့ S30 ဆိုတဲ့ model လေးနဲ့မိတ်ဆက်ပြဖြစ်ပါတယ်သူထဲမှာဆိုရင်တော့2 meter ရှိရှိတဲ့ Type C cable တစ်ခုပါမယ်ကျွန်တော်လက်ကနေချွေးခဏထွက်တဲ့ gamer တွေအတွက်ဆိုရင်ကျွန်တော်တို့ first filler လေးတစ်ခုလည်းထည့်ထားပေးပါသေးတယ်ခင်ဗျာ magnetic မရတဲ့ customer တွေအတွက်လည်းကျွန်တော် magnetic sticker လေးတစ်ခုလည်းထည့်ထားပါသေးတယ်ဒီကောင်လေးရဲ့ design ကလည်းတော်တော်လေးကမိုက်တယ်နောက်တစ်ခုကကျသူ့နောက်မှာပါတယ်ဒီအေးခံများလေးကလည်းကျွန်တော်ရေငွေ့တွေပြန်လောက်တဲ့အထိကိုလုံးဝခဲပေးထားတဲ့အတွက်ကျွန်တော်တို့ဒီ overဖြစ်တဲ့ကျွန်တော်ဖုန်းတွေအတွက်ဆိုရင်တော့လုံးဝအန်ကိုက်ပဲအခုပြပေးခဲ့တဲ့ S30 ဆိုတဲ့ model လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ remote ညံကင် pressure ကိုလှမ်းလာခဲ့ပို့တာဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ